မြဟာအလဲတန်းကျောင်းတုန်းကတငယ်ချင်းဖွင့်ရခက်ပြီးစိတ်အားငယ်တက်တဲ့မိန်းကလေးတစ်ယောက်ပါဒါကြောင့်လဲသူမဟာအမြဲတမ်းအထီးကျန်ပြီးကိုယုံကြည်မှုကင်းမဲ့နေခဲ့ပါတယ်ဘယ်ထက်တန်းကျောင်းတက်ရမလဲလို့စဉ်းစားနေတော့မှသူမကိုအမြဲနှိမ့်ဆက်လေးရှိတဲ့အတန်းဖော်ရေမီနဲ့စုံမိပါတယ်ရေမီကထုံးစံအတိုင်းမြကိုတွန်းလဲပြီးရှုံးနေသူတွေပဲတက်တဲ့နာမည်မရှိတဲ့အကြောင်းကိုရွေးရသလားဆိုပြီးလှောင်ပြောင်ခဲ့ပါတယ်မြဟာဘာမှပြန်မပြောဘဲလက်သီးကိုတင်းဆုပ်ပြီးတီးခံနေခဲ့ရပါတယ်။အဲဒီနောက်မှာတော့သူမဟာလက်မုံရောင်စပင်နဲ့အမြဲတမ်းလက်မုံဆိုတာပလင်းကင်ထားတတ်တဲ့လက်ကြော့ဖြက်လက်တဲ့ကောင်လေးမြူယာကိုင်းကိုသတိထားမိသွားပါတယ်။သူကမြကိုပြုံးပြပြီးသူ့ပလင်းလေးကိုကြည်စဲသလိုလှုပ်ခါပြရင်သူ့เจ้าမှာပဲလာတက်ဖို့တိုက်တွန်းခဲ့ပါတယ်။အဲ့ဒီအချိန်မှာမြဟာပထမဆုံးအကြိမ်ဖြစ်မျောလင်းချက်ရောင်ကြီးတန်းလာပြီးအနိုင်ကျင့်ခံရတဲ့ဘဝကနေလွတ်မြောက်ဖို့စိတ်ကူးရင်မိပါတော့တယ်။ဒီမျောလင်းချက်တေးသေးလေးကနေပဲသူမရဲ့ဇလန်းလေးစတင်ခဲ့တာပါဒါဟာ Honey Lemon ဆိုလာပါပဲ။နောက်ဆုံးမှာတော့မြဟာကိုင်းတက်တဲ့ကျောင်းကိုအောင်မြင်စွာတက်ခွင့်ရခဲ့ပါတယ်ပထမဆုံးကျောင်းတက်ရက်မှာသူမဟာရှေ့လျှောက်ကောင်းမွန်တဲ့နေ့ရက်တွေပိုင်ဆိုင်ရတော့မယ်ဆိုတဲ့အပြုံးနဲ့စပိန်လေးနင်းပြီးကျောင်းလာခဲ့ပါတယ်ကိုင်းကျောင်းရောက်လာတာနဲ့လူတိုင်းရဲ့အာယုံဆိုင်မှုကိုခံရပေမဲ့သူ့ရဲ့ရေပန်းစားမှုကြောင့်ပဲတခြားကျောင်းသားတချို့ရဲ့မနာလိုမှုကိုလည်းခံခဲ့ရပါတယ်ကျောင်းသားတွေကသူ့ကိုလှောင်ပြောင်တဲ့အခါကိုင်းကလာမွန်ဆိုတာနဲ့ပတ်ပြီးတုတ်ပြန်ခဲ့ပါတယ်ကန်ဆိုးစွာပဲအဲ့ဒီအချိန်မှာမြကအနားကဖြတ်သွားရင်ဆိုတာတွေနဲ့ရွှေ့နစ်သွားပါတယ်ကိုင်းကလည်းသူမကိုဒီကျောင်းမှာပြန်တွေ့ရလို့အံ့ဩသွားခဲ့ပါတယ်မြဟာပတ်ဝန်းကျင်တင်မှာအသားကျအောင်အတန်းပေါ်တစ်တွေနဲ့စကားပြောပြီးဖြည်းဖြည်းချင်းစိတ်ခွင့်လာပါတယ်ဒါပေမဲ့ရေမီလည်းဒီကျောင်းကိုရောက်နေတာသိလိုက်ရတဲ့အခါသူမရဲ့တိုးတက်မှုတွေရပ်တန့်သွားပါတယ်အစ္စလမ်လမ်းမှာရေမီကမြကိုကြောက်တုံးလို့အမိပေးပြီးအရင်လိုပဲပြန်လည်နှိမ့်ဆက်ပါတော့တယ်ရေမီကမြရဲ့ပစ္စည်းတွေကိုလည်းအမိုက်ပုံးနဲ့ပစ်ထည့်ခဲ့ပါတယ်မြကဘာမှပြန်မပြောဘဲငြိမ်ခံနေတော့မှကိုင်းကဒါကိုသတိထားမိသွားပြီးသူမကိုပြန်ပြောဖို့တိုက်တွန်းပါတယ်အနိုင်ကျင့်သူတွေကိုပြန်ရင်ဆိုင်ဖို့ဒါမှမဟုတ်အကူအညီတောင်းဖို့ခွန်အားရှာရမယ်လို့သူကပြောပြပါတယ်မြကတော့သူမရဲ့ခံစားချက်တွေကိုထိန်းထားရင်းလက်ကိုတင်းဆုပ်ပြီးနားထောင်နေခဲ့ပါတယ်သူမကတခြားသူတွေကိုဝင်ထုတ်ဝင်ပိုးမဖြစ်စေချင်တာကြောင့်ကြောက်တုံးတုံးလိုပဲခိုင်မာအောင်နေမယ်လို့ကိုဆုံးဖြတ်ပြီးထပ်မံနှုတ်ပိတ်နေခဲ့ပါတယ်နောက်တစ်နေ့မှာရေမီနဲ့အဖွဲ့ကမြကိုလူပြက်တဲ့နေရာမှာထပ်မံရင်ဆိုင်ပြီးမဟုတ်ဝယ်ခိုင်းပါတယ်မြကကြောက်တုံးလိုပဲငြိမ်နေတာကြောင့်စိတ်တူသွားတဲ့ရေမီကသူမကိုမြေကြီးပေါ်တွန်းလဲလိုက်ပါတယ်အဲ့ဒီဆူညံတန်ကြောင့်ကိုင်းပါဝင်အနာကចောင်းသားတွေရောက်လာကြပါတယ်မြခံစားနေရတာကိုမြင်တဲ့အခါကိုင်းကသူမဘေးမှာစောင့်ကြောက်ထိုင်ပြီးကူညီဖို့အသင့်ရှိကြောင်းပြောလိုက်ပါတယ်အဲ့ဒီခါမှာတော့မြဟာစိတ်မထိန်နိုင်ပဲငိုချလိုက်ပြီးသူ့ကိုကူညီဖို့တောင်းဆိုပါတော့တယ်။ကိုင်းကသူမရဲ့ခေါင်းလေးကိုအသားရပုတ်ပြီးနှစ်သိမ့်ပေးခဲ့ပြီးရေမီတို့အဖွဲ့ကိုရက်တန့်ဖို့ပြက်ပြက်သားသားသတိပေးလိုက်ပါတယ်။ကိုင်းရဲ့ပြက်သားတဲ့လေတန်းကြောင့်ရေမီတို့လည်းဘာမှပြန်မပြောရဲပဲထွက်သွားကြပါတယ်။အဲ့ဒီအချိန်ကစပြီးမြရဲ့နေ့ရက်တွေဟာပိုပြီးအေးချမ်းလာပါတယ်ပြီးတော့ကိုင်းကတဆင့်ယူမီအန်တိုဆက်တိုရူအီတိုနဲ့တာမိုရာတာကာမီနာဆိုတဲ့တငယ်ချင်းတစ်၃ယောက်လည်းရခဲ့ပါတယ်။တနေ့နေ့လေကင်းတန်းထဲမှာမြကတငယ်ချင်းတစ်တွေနဲ့ပျော်ပျော်ရွှင်ရွှင်စကားပြောနေတော့ကိုင်းကတော့သူ့စပွဲမှာအိပ်ပျော်နေပုံရပါတယ်တငယ်ချင်းတွေကမြကိုဘာလို့ဒီเจ้าကိုရွေးခဲ့တာလဲလို့မေးတဲ့အခါသူမကအတိတ်ကအနိုင်ကျင့်ခံခဲ့ရတဲ့အကြောင်းနဲ့တငယ်ချင်းမရှိခဲ့တဲ့အကြောင်းတွေကိုဖွင့်ပြောပြခဲ့ပါတယ်မိမိကိုကာကွယ်ဖို့နဲ့တခြားသူတွေကိုအနှောင့်အယှက်မဖြစ်စေဖို့ကြောက်တုံးတုံးလိုဟန်ဆောင်ခဲ့ရကြောင်းဒါပေမဲ့တစုံတစ်ယောက်ကသူမကိုမျှော်လင့်ချက်တွေပေးခဲ့ပြီးတာမန်ထက်တန်းကြောင်းတာဘဝကိုဖျက်တမ်းကြည့်ဖို့ခွန်အားပေးခဲ့ကြောင်းပြောပြခဲ့ပါတယ်မြမသိလိုက်တာကတော့ကိုင်းဟာအိတ်ချင်အောင်ဆောင်နေပေမဲ့သူမပြောသမျှစက